နော်ဖယားသခင်ကကဘာကုံတိတန်သင်နဲ့အတူရှိမယ်လို့ပြောရင်အတူရှိကိုရှိတယ်အခြေအနေနဲ့မဆိုင်ဘဲနဲ့ချစ်တယ်ဖယားဒါခုနဆရာထန်တောင်းတခြင်းလေးပဲသိချစ်တယ်ဖယားသိချစ်တယ်ဖယားသခင်ခွင့်လွတ်တယ်ဖယားကျွန်တော်ဒီနေ့မှစဆိုလို့ဒီချင်းသိတော့မရသေးခွင့်လွတ်တဲ့ဖခင်သိချစ်တဲ့ဖခင်နားလည်ပေးတဲ့ဖခင်စိတ်ရှည်တဲ့ဖခင်ယာကျွန်တော်ရဲ့ပြင်းများအလွန်ကျူးခဲ့ပြင်းများမအောင်မေတော့တဲ့သူဟာရာယာဆရာဇော်လေးတော်တော်အတန်ခေါင်းလာပြီအောက်ကနေဆိုတော့တော်မိုက်တာကျွန်တော်ဆိုရမလားတဲ့ဆရာရပြီဆရာမနက်ဖြန်မှဆိုလိုက်ဒီကောင်မောင်မတော်ကျွန်တော်ပြောပြမယ်တန်တရားမရှိပါနဲ့ဘုရားမြတ်တာအာမင်ဒီမှာထူးဆန်းတာကျွန်တော်ပြောပြမယ်တပည့်တွေထဲမှာထူးဆန်းတဲ့တယောက်ရှိတယ်အဲ့ဒါယောဟန်နဲ့တပည့်တွေအားလုံးယေရှုချစ်တယ်လို့ပြောနေချိန်မှာယောဟန်ကြတော့ယေရှုချစ်တယ်လို့သူမပြောဘူးယေရှုချစ်တယ်တပည့်တော်တဲ့သူ့ကိုသူကကြီးကျယ်လို့ပြောစရာရှိတယ်သူများအားလုံးကိုရောချစ်တယ်လို့ပြောနေချိန်မှာသူ့ကိုသူကယေရှုချစ်တယ်တပည့်တော်တဲ့ဘေးနာလူတွေပဲကြည့်လို့ရမလဲကြီးကျယ်မင်းတယောက်တည်းပဲချစ်တာမှမဟုတ်အားလုံးလည်းချစ်တယ်မဟုတ်ငါနာမည်ကယေရှုချစ်တယ်တပည့်တော်သူ့နာမည်တော့ပျောက်သွားတယ်သူ့ကိုသူဘယ်လိုခေါ်လဲယေရှုချစ်တဲ့တပည့်တော်ဘာလို့လိုက်တာလဲသူ့ရဲ့အသက်တာကိုဖခင်ရဲ့မေတ္တာနဲ့ပတ်စီပလိုက်တာငါ့ကိုသိချစ်တယ်ဖခင်ဟာလေလုယာသိချစ်တယ်ဖခင်ဆရာထန်တောင်းပေးရတော့လဲသိချစ်ဖခင်သိချစ်တယ်နဲ့သိရှိတဲ့ဖခင်သိချစ်တဲ့ဖခင်သိချစ်တဲ့ဖခင်သခင်လွန်ကျူးခဲ့ပြင်းများမအောင်မေတော့တဲ့သူထာဝရဖခင်သခင်အဲ့ဒါတချင်းမဲ့မဆိုနဲ့တကယ်စိတ်ချလိုက်တင်းရဲ့အနာဂတ်ကြီးကပြောင်းလဲသွားလိမ့်မယ်ဒါမဲ့တစ်ခါလေးမှတင်စဉ်းစားလိမ့်မယ်ဆရာကိုချစ်တာတော့ဟုတ်မှာပေါ့သမီးလောက်တာသမီးပဲတည်တယ်ဆရာအဲ့ဒါမာနကြီးနေတာအဲ့ဒါအလကားမို့ तू မာနကြီးနေတာဖယားသခင်သူ့ကိုချစ်တယ်ဆိုတာကို तू ဘယ်လိုလဲလက်မခံနိုင်ဘူးဖယားရဲ့မေတ္တာကိုအထင်မသေးနဲ့ဖယားရဲ့မေတ္တာကိုအထင်မသေးနဲ့ချစ်เสียကောင်းမှချစ်တာကလူဘူးဗျာချစ်เสียမကောင်းတဲ့လူကိုချစ်တာကဖယားဟာလေလုယာချစ်เสียကျွန်တော်အတန်ပြတ်သွားတာဟုတ်လားရလားကျွန်တော်အတန်ရှင်းလားမသိဘူးကျေးဇူးတင်တယ်မရှင်းချက်ချင်းလေးပြောလိုက်ကျွန်တော်လည်းသိရမလားတင်းတို့နားထီကိုလာပြီးတော့စကားပြောချင်တာဖြစ်နိုင်မယ်ဆိုရင်ပေါ့လေဒီလိုမျိုးပေးနာအဲ့လိုမျိုးပြောချင်တာစင်ပေါ်မှာဆိုအရန်နေဝေးတယ်လို့ခံစားနေရတာဗျာအနောက်ကလူတွေမတွေ့ရတော့ဘူးကျွန်တော်လာခဲ့မယ်အနားမှာလာပေးမယ်ဆရာဇော်လင်းရိုက်ခံမယ်နော်နောက်ကနေဘာလေးရှောက်ပြောလိုက်ဒီလုံးနေတာကျွန်တော်သိချစ်လို့ပါသူကျွန်တော်အရန်စတယ်နောက်မှပြောရမယ်သူပါစလိုက်လဲဆိုတာကြောင့်ညီကောင်မအားလုံးကြောက်ပြပါမယ်ချစ်စရာမှချစ်တာကကျွန်တော်တို့ရဲ့ဖရားမဟုတ်ဘူးချစ်စရာမကောင်းတော့ညာလဲပဲတင်းကို तू ကအချစ်လို့ခေါ်တယ်ဖရားဟာလေလုယာဒါပေမဲ့ကျွန်တော်တခါလေးမှာကိုယ့်ရဲ့အခြေအနေကိုပြန်ကြည့်ပြီးတော့မှကိုအပြစ်လုပ်ဖို့ရင်တော့အားပေးတာတွေဖြစ်ကုန်ပြီဒီလိုလာပြီ no ညီကိုမောင်မတို့ဘယ်လိုလဲဆိုတော့
မကျွန်တော်ပြောပြမယ်ဗျာလူတယောက်တကယ်လွတ်မြောက်ဖို့မှတ်ထားညီကိုမောင်မတော်လက်ညှိုးထိုးပြီးတော့ဆုံးမပြီးတော့ရိုက်လို့မပြောင်းလဲဘူးဗျာလက်ညှိုးတွေထိုးပြီးတော့မှနင်းဘယ်တော့မှတုံးချတဲ့ကောင်မဟုတ်ဘာညာနာကျင်အောင်ပြောလို့ तू ပြောင်းလဲမှလည်းမဟုတ်ဘူးဗျာတကယ်ပြောင်းလဲစေတာကဖခင်ရဲ့မေတ္တာကပြောင်းလဲစေတာဖခင်ရဲ့မေတ္တာကပြောင်းလဲစေတာခွင့်လွတ်တာတွေကိုနားလည်လာတဲ့အခါမှာတီးခံပေးတာကိုနားလည်လာတဲ့အခါမှာစိတ်ရှည်ပေးတာကိုနားလည်လာတဲ့အခါမှာအဲ့ဒီနားလည်လာတဲ့အရာကငါမကောင်းတဲ့အချိန်မှပြင်လေငါ့ကိုချစ်တယ်ဖခင်ချစ်အောင်မဲ့ချစ်တာမဟုတ်ငါတို့အရာတွေအလုံးသွန်ချခြင်းနဲ့အရာတော့ဘာလဲလို့ပြောလာရင် right believing ပြောရအောင် right believing yes right believing ကဘာလဲလို့ပြောလာတဲ့အခါမှာငါအကောင်းဆုံးအသက်ရှင်တဲ့အပေါ်မှာငါ့ကိုဘုရားကောင်းချီးပေးမယ်နာကျွန်တော်တွန်းတင်ချင်းခံခဲ့တာကျွန်တော်ပြောမယ်ကဲတင်ချင်းအတွက်တော့တဲ့ဘာမှလှုပ်ရှားမလို့ဘူးတဲ့ဒါပေမဲ့ကောင်းကြီးမင်္ဂလာအတွက်တော့လှုပ်ရမယ်လို့ကျွန်တော်တွန်းတင်ခဲ့ဘူးတဲ့အဲ့ဒီအပေါ်မှာကျွန်တော်ကဗျာစက္ကတ်တယ်ဗျာအကောင်းဆုံးအသက်ရှင်တယ်ဗျာကျွန်တော်အသက်တာကိုကျွန်တော်ကမှန်ကန်စွာအသက်ရှင်နေဗျာကျွန်တော်ဟောတဲ့တရားတွေကြားဘူးလားမသိဘူးခံနဲ့ခွတ်တန့်ရမယ်ဟောခဲ့တယ်နော်ကျွန်တော်ဟောခဲ့တယ်အကြီးကျယ်ဟောခဲ့တယ်ကျွန်တော်ကခံနဲ့ခွတ်တန့်မှဖះကောင်းကြီးပေးမယ်ဆိုတော့ကျွန်တော်ဟောခဲ့တယ်ကျွန်တော်ဖះတွန်တင်တဲ့အရာရှိတယ်ကျွန်တော်ပြောပြမယ်အဲ့ဒီခံနဲ့ခွတ်တန့်အောင်လဲဖះပဲလုပ်ပေးတာYeah မထားကျွန်တော်ညီကိုမောင်လားကျွန်တော်တို့ကအဲ့ဒီခံနဲ့ခွက်ကိုဖတ်တာကိုစေးနေတဲ့၍ဘယ်တော့မှမတတ်ရှင်းနိုင်ဘူးကျွန်တော်တို့ကိုတတ်ရှင်းစေတာယေရှုရဲ့အသွေးတော်ကကျွန်တော်ကိုတတ်ရှင်းစေတာဖြစ်တယ်။နှုတ်ကပတ်တော်ဘာပြောလဲဆိုတော့တိယောအခန်းကြီး1အငယ်9ခခွေးမှာတစ်ချက်လေးကျွန်တော်ကြည့်အောင်တိယောအခန်းကြီး1အငယ်9ကိုချက်လေးကျွန်တော်ကြည့်အောင်ခခွေးပိုင်းလေးမှာအလုံးကြည့်အောင်ဖျားသခင်ဤသားတော်ယေရှုခရစ်တော်ဤအသွေးတော်သည်ငါတို့အပြည့်ရှိသမျှကိုပြောရအောင်ရှိသမျှကိုဘာလို့လိုက်လဲငါတို့အပြည့်ရှိသမျှလို့ပြောလာတဲ့အခါမှာဘာအပြစ်ကိုပြောတာလဲပြောအတိတ်ကအပြစ်ပဲလားညီကိုမောင်တို့တေချာနားထောင်ပေးရှိသမျှလို့ပြောလိုက်ရင်တင်းရဲ့အတိတ်ကိုပဲတာဝန်ယူတော့အနာဂတ်ကိုတာဝန်မယူတဲ့ဖခင်မဟုတ်ဘူးတင်းရဲ့အပြည့်ရှိသမျှကိုစေးကြောတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့အတိတ်ပြစ္ဆုတ်ပါအနာဂတ်ရှိသမျှအပြစ်တွေအားလုံးကိုအကုန်စေးကြောပေးတဲ့ဖခင်ဖြစ်တယ်တေချာနာထောင်ပဲတင်းကိုတင်ထင်တာကအတိတ်ကဟာတွေအားလုံးဖခင်အကုန်တာဝန်ယူပြီးအနာဂတ်ကိစ္စတွေအားလုံးကိုယ့်ဘာသာကိုဖြေရှင်းရမယ်လို့တင်ထင်နေရင်တင်းယေရှုလှုပ်ဆောင်ပေးခဲ့တဲ့ကယ်တင်ခြင်းတင်သဘောမပေါက်သေးဘူးယေရှုအတိတ်ပဲတာဝန်ယူတာမဟုတ်ဘူးညီကိုမောင်မတော်အတိတ်ပြစ္ဆုတ်ပါအနာဂတ်ဒါဆိုကျွန်တော်ပြောပြတေချာနာထောင်ပေးယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နေ့စပြီးတော့မှတင်းရပါဖြစ်သွားပြီလေဖခင်သားသမီးဖြစ်သွားပြီဖခင်အတင်းဘယ်လိုခေါ်လဲဖြောင့်မတ်တော်သူလို့ခေါ်တယ်ဟာလေလုယာပြောမတေချာနာတော့ယေရှုထာဝရအသက်ကိုဘယ်ချိန်မှရတာလဲဘယ်နေ့မှရတာလဲယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နေ့စပြီးတော့တင်ရဖျားသားပဲဖြစ်တာမို့ဘာရသွားပြီလဲထာဝရအသက်ကိုရသွားပြီဘယ်နေ့ကရတာလဲယေရှုကိုယုံကြည်တဲ့နေ့ရက်နေ့စပြီးတော့တင်ထာဝရအသက်ကိုရသွားပြီဒါဆိုရင်အပြစ်ပြန်လုပ်တဲ့ခါမှာအဲ့ထာဝရအသက်ကရှုံးလား no လုံးဝမရှုံးဘူးဘာဖြစ်လို့လဲဆိုတော့ဒါဆိုရှင်းလေးထားပြောမယ်ဘာလို့မရှုံးတာလဲဆရာမှတ်ထားထာဝရအသက်ရတာတင်လှုပ်လို့ရတာမှမဟုတ်တာတင်လှုပ်လို့ရတဲ့အရာဖြစ်တယ်ဆိုရင်တော့တင်ပြန်လှုပ်တာမှားတာနဲ့တင်ရှုံးနိုင်တယ်ထာဝရအသက်ရတာတင်လှုပ်လို့ရတာမဟုတ်ယုံလို့ရတာအာမင်ဟာလေလုယာမဟုတ်ဒီအရာတွေသဘောမပေါက်ပဲနဲ့ကျွန်တော်တို့ကတိုးလောနဲ့ဟိုဆရာတယောက်တစ်မျိုးလာပြောရင်တင်တစ်မျိုးပြန်ဖြစ်ပြီးတော့အကျင့်ထဲပြန်ရောက်သွားအောင်မယ်ကျွန်တော်တို့အမေရိကမှာရှိတဲ့ယုံကြည်သူတွေတော်တော်များများဟာဆရာပေါင်းမြောက်များစွာရဲ့ဝါဒတွေကြောင့်ဟိုမရောက်ဒီမရောက်တွေဖြစ်နေအများကြီးပဲ
ဝါရတွေရင်းရိုင်းပြီးတော့မှဟိုဆရာပြောရတမျိုးဖြစ်သွားလဲဒီဆရာပြောရတမျိုးဖြစ်သွားလဲ conference တစ်ခါတက်ရင်တမျိုးတွေးခေါ်တွေဝင်လိုက်ဘာဖြစ်လို့ဘာယုံလို့ယုံမဆရာများသားတည်ဆိုတာအဲ့ဒါဖြစ်နေတာကျွန်တော်ပြောမယ်ညီကိုမောင်မတို့ကျွန်တော်အတွက်ကျွန်တော်လာတာမဟုတ်ဘူးဒီအမေရိကကိုဒီမှာရှိတဲ့ယုံကြည်သူညီကိုမောင်မတွေအသက်တာတကယ်ကောင်းကြီးဖြစ်စေချင်လို့လာတာဒီမှာကျွန်တော်ပြောပြမယ်အခုကျွန်တော်က business သမားတွေပြန်လဲပြီးတော့ guide လုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နိုင်နဲ့ချီပတ်စံရတဲ့ကောင်ကျွန်တော်ဘာသာကျွန်တော်ကောင်းကြီးကျွန်တော်ရှိတယ်ဗျငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးရှိတယ်ဒါပေမဲ့ကျွန်တော်လာတဲ့ရည်ရွယ်ချက်ကဒီတို့တကယ်ကောင်းကြီးဖြစ်စေချင်တယ်ဘုရားကပုံစံမတူတဲ့မင်္ဂလာတွေတင်တို့ကိုဘုရားရှင်ပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်အာမင်တင်တို့ဒါကိုနားလေသွားရင်တင်တို့စပြီးမင်္ဂလာငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးကျမ်းမာရေးနဲ့ဆိုင်တဲ့ကောင်းကြီးပြုလေသမျှမှာအကြံစီထားမြောက်တဲ့ကောင်းကြီးသားသမီးနဲ့ဆိုင်တဲ့ကောင်းကြီးတွေလာတော့မယ်တစ်ခုပြီးတစ်ခုတင်လာတော့မယ်မျက်နှာသာရချင်းတွေလာတဲ့ခါမှာသူများမလုံနိုင်တဲ့အရာကိုတင်ထားလုပ်တဲ့ခါမှာတင်လုပ်ကိုလုံနိုင်လိမ့်မယ်သူများကြည့်ပြီးတော့အားကျတဲ့အသက်တာတွေတင်ဖြစ်လာလိမ့်မယ်ပြီးတော့မှတစ်ခုရှိတယ် million ဆိုတာက million dollar ဆိုတာတင်တို့နဲ့အဝေးလို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဖယားသခင်က idea တစ်ခုလေး click ဆိုပေးလိုက်တာနဲ့အဲ့ဒီ million dollar ဆိုတာဘာမှမဟုတ်ဘူးဆိုတာတင်မချခင်သိလာလိမ့်မယ် hallelujah hallelujah ငါလုံးမငါရမယ် no ကျွန်တော်ပြန်ပြောမယ်ဖယားသားသမီးဟာလှုပ်လို့ရတာမဟုတ်ဘူးယုံတာနဲ့ရတဲ့ခွင့်ဖယားပြင်ဆင်ထားပြီးသား hallelujah ဖယားသားသမီးဆိုတာလုံနိုင်တဲ့လောက်ပဲရတာမဟုတ်ဘူးယုံနိုင်တဲ့လောက်ရတယ်ပြန်ပြောမယ်ညီကောင်မတို့ဖယားသားသမီးဆိုတာကလုံနိုင်တဲ့လောက်ပဲရတာမဟုတ်ဘူးယုံနိုင်တဲ့လောက်ရတယ်မာကုခန်းကြီးကိုအငယ်23ခဏလေးကျွန်တော်ကြည့်ရအောင်ကျွန်တော်ယုံနာမှန်သွားတဲ့မင်္ဂလာစပြီယုံနာမှန်တာနဲ့မင်္ဂလာစပြီယုံနာမှန်တာနဲ့တင်းရဲ့ဝင်ငွေစတင်ပြောင်းလာလိမ့်မယ်ယုံနာမှန်တာနဲ့တင်းခန္ဓာကိုယ်ကကျမ်းမာလာလိမ့်မယ်ယုံနာမှန်တာနဲ့တင်းအိမ်ထဲမှာအမင်္ဂလာနဲ့မင်္ဂလာပြန်ဖြစ်လာလိမ့်မယ်ယုံနာမှန်တာနဲ့တင်းသားသမီးတွေကထူးခြားစွာပြောင်းလဲမှုတွေတင်မြင်တွေ့ရလိမ့်မယ်ရခင်နာမှာဘုန်းကြီးပါစေတောင်းဆရာကြီး Joseph Prince အမြဲတမ်းပြောတယ် right believing leading to right living တဲ့ right believing leading to right living next generation ကျွန်တော်တို့တွေနှစ်ပေါင်းများစွာဒီဘာသာရေးခရစ်ယာန်ဘာသာရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်ဖုတ်လိုက်နဲ့အသက်ရှင်ခဲ့တာတော်ပြီ next generation အဲ့ဒါတွေမပေးတော့နဲ့ now amen ဒီ generation ကဂျေဇုတော်သိတဲ့ generation ဖြစ်ရဒီ generation ကဖခင်ရဲ့ဘုန်းကိုတည်ဆောင်တဲ့ generation ဖြစ်ရမယ် hallelujah ဖခင်အထူးချီးမြှောက်တဲ့ generation ဖြစ်ရမယ်ပြုလေသမျှမှာကောင်းကြီးရှိတဲ့ generation ဖြစ်ရမယ်ရခင်နာမဘုန်းကြီးပါစေရခင်နာမဘုန်းကြီးပါစေကြည်အောင်ညီကောင်မောင်မတို့ခုနကျွန်တော်ပြောလိုက်တာပါလေမာကုခန်းကြီး9ငယ်23ကြည်အောင်ဟာလေလုယာမာကုခန်းကြီး9ငယ်23သွားမယ်ယေရှုကလည်းဘာဖြစ်လဲYeah ကျွန်တော်ချိတ်ပြီးတော့မယ်နော်ကျမ်းစာတွေလိုက်ချိတ်ပြီးတော့မယ်တေချာနားထောင်ယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြစ်ရင်သိမ်းတော်အမှုတော်ကိုတတ်နိုင်တယ်နင်းလိုလူမျိုးစီးပွားရေးလုပ်လို့ရမှာမဟုတ်ပါဘူးနော်နင်းလိုလူမျိုးကဘယ်တော့မှတထေးဖြစ်မှာမဟုတ်ပါဘူးနင်းလိုလူမျိုးကလှုပ်လို့ဖြစ်ပါမလားမျိုးစုံပြောလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကတင့်ကိုယုံနာမှားအောင်ရိုက်ထည့်ပေးနေတဲ့အရာတွေပဲယုံနာမှားအောင်ရိုက်ထည့်နေတာတော့ဖယားကအကြံစီရှိရသားနဲ့ဖယားကကြီးမားသောအကြံစီရှိရသားနဲ့နှစ်ပေါင်းများစွာ
ဒီအောက်မှာရှွတ်အောက်မှာမြုပ်နေတဲ့ပရမများလို့ဖြစ်နေတဲ့သူတွေအများကြီးပဲမကြားမှာဆိုလို့ပြန်ပြောမယ်ဒီနေ့နှစ်ပေါင်းများစွာဖယားအကြံစီရှိရနဲ့ရှွတ်အောက်မှာမြုပ်နေတဲ့ပရမများတွေလို့တံပိုးကြီးရဲ့သားနဲ့တံပိုးမရှိတယ်လို့ဖြစ်နေတာအစွမ်းရှိရနဲ့ဘာလုံးရမှာမသိပဲနဲ့မလုတ်ချင်တဲ့အလုပ်ကို Monday to Friday paycheck to paycheck လုပ်နေရတဲ့အတ္တအဲ့ဒီတတ်တာဖြစ်ဖို့ဘုရားခင်ကအလိုတော်မရှိဘူးဗျာဘုရားခင်လိုတော်မရှိဘူးဒီလိုသားသမီးတွေရော paycheck to paycheck ပဲဆက်သွားခိုင်းအောင်မလို့လား no ဒီလောကကြီးကတင်ပေးလိုက်တာတခုပဲရှိတယ်ကြောင်းတက်ပြီးရင်ဘွဲရမယ်ဘွဲရရင်ဘာရမလဲအလုတ်ကောင်းကောင်းရမယ်အလုတ်ကောင်းကောင်းရရင်ဘာလဲလာကကောင်းကောင်းရမယ်အဲ့ဒါစင်ရသားခွင့်လွတ်ပါကျွန်တော်ဖြစ်စေခြင်းလို့စေတနာနဲ့ပြောတဲ့အရာကရိုင်းသွားရင်ခွင့်လွတ်ပေးပါဒါပေမဲ့တင်တို့သဘောပေါက်သွားရင်တင်တို့လွတ်မြောက်သွားလိမ့်မယ်ဘယ်ထဲနဲ့လွတ်မြောက်မယ်လို့ထင်လဲဒီ Babylonian system ကနေလွတ်မြောက်လိမ့်မယ်ဒီလောကရဲ့ system မှာ Babylonian system ဆိုတာကသင်ကိုအကျွေးကတ်တွေနဲ့ပဲအသက်ရှင်ခိုင်းတဲ့ system no incredible မလို့ Christ ကရှိပြီးသားတင်ပါဒီမှာ hallelujah ဘုရားသခင်သင်ကိုကြီးမားစွာ idea ပေးလာလိမ့်မယ် idea တွေပေးလာလိမ့်မယ်အဲ့ဒီ idea နဲ့သင်အလုံးလုံးတက်ဖို့ပဲအရေးကြီးတယ်ဘုရားသားသမီးတွေအကြည့်ကျွန်တော်ပြောပြဘုရားခင်ပြင်ဆင်လာတဲ့အချိန်မှာကျွန်တော် training center အကြီးလုံးမယ်ဒီ America မှာဘုရားခင်ဘယ်မှာလောက်ရမလဲလို့ပြောတဲ့ခါမှာဘုရားကကျွန်တော်ပြောတယ် Las Vegas တဲ့အောင်းဆိုင်တော့ဘာသာရေးသမားတွေဆိုကျွန်တော်ဘာလားဒီပဲလား Las Vegas မှာလောက်တယ်ဆိုလာအောင်မယ်ဟိုတဲ့ Las Vegas မှာလောက်မယ်ဘာကြောင့်လဲဘုရားပေါ်ပြတယ်သားတဲ့လင်းနေတဲ့နေရာမှာဓာမီသွားထိုးလို့အဲ့ဓာမီရဲ့အလင်းလေးကဘာမှအတိတ်ပဲမရှိဘူးတဲ့ဒါပေမဲ့မှောင်နေတဲ့အချိန်မှာအလင်းလေးတစ်ချက်ထိုးလိုက်တယ်အဲ့ဒီအလင်းကထင်းကနေပဲတဲ့အဲ့ဒါကိုတော့တာဘာမှလောက်အောင်မလဲဆိုတော့အမောင်ဆုံးနေရာပါမှာလဲတဲ့ Las Vegas Sin City လို့ခေါ်တယ်အဲ့နေရာမှာဖခင်ကျွန်တော်ပေါ်ပြတယ်အဲ့ထန်နဲ့ share မွေးထုတ်မယ်အေဝံဂေလိဆရာတွေအများကြီးမွေးထုတ်မယ်အေဝံဂေလိဆရာမတွေအများကြီးမွေးထုတ်မယ်ဖခင်ရဲ့ဘုန်းကိုတည်ဆောင်မဲ့သူတွေအများကြီးမွေးထုတ်မယ်အမှုတော်ဆောင်နဲ့စီးပွားရေးလုပ်လို့ရလားရတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုစီးပွားရေးလုပ်နေအခုကျွန်တော်မှာ company ၄ခုရှိတယ်ကျွန်တော် hotel လုပ်ငန်းရှိတယ် travel tour လုပ်ငန်းရှိတယ် construction company ရှိတယ်မကြခင် logistic companyကျွန်တော်ဖက်ကကျွန်တော်ဘုရားရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်မအားတဲ့အတွက်ကြောင့်အမှုတော်ထဲမှာမပါဝင်နိုင်ဘူးဆိုတဲ့ထဲမှာမပါစေရဘူးမပါစေရဘူးမြန်မာပြည်ကျွန်တော်လက်မခံဘူးပြတ်တာမရှိဘူးကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်သူများနိုင်ငံဖြစ်ပေမဲ့ကျွန်တော်လုံနိုင်တယ်ကျွန်တော်ထိုင်းနိုင်ငံကိုရောက်တဲ့ချိန်တော့ဒေါ်လာ1000ခွဲနဲ့ကျွန်တော်ရောက်သွားတာဒါပေမဲ့အခုကျွန်တော်စောက်ထားတဲ့ building တွေအဲ့ဒီနေရာတွေပြန်သွားဝယ်ပြီးတော့စောက်မယ်ဆိုရင်ဒေါ်လာ10 သန်းလည်းမရဘူး15 သန်းနဲ့လည်းဝယ်လို့မရတော့ဘူးအဲ့နေရာအရန်စိတ်ကြီးသွားပြီဖះလှုပ်တဲ့အခါမှာအံ့ဩဖွယ်လှုပ်တဲ့ဖះမဖြစ်နိုင်တဲ့အရာကိုလှုပ်တဲ့ဖះအာမင်ဖះကတင့်ကိုမေးတဲ့အရာတစ်ခုပဲရှိတယ်ယေရှုကတင်းယုံကြည်နိုင်လားယုံကြည်တော်သူဖြစ်ရင်ခတ်သိမ်းတော်မူကိုတတ်နိုင်တယ်သင်ပြောလိမ့်မယ်ကျွန်တော်ယုံတယ်လို့ပြောလိမ့်မယ်သင်ဘာကိုယုံတာလဲ
ယုံလားလို့ပြောရင်ယုံနေပြောတဲ့အဖွဲ့တွေဘာကိုဖခင်ကယုံခိုင်းတာလဲဆိုတော့တင်းသိရမယ်ယုံလားလို့ပြောခရိယန်တွေယုံနေဆရာဒါပေမဲ့ဘာကိုယုံတာလဲလို့ပြောတယ်ကောင်မယုံတယ်လေဆရာအေးလေဘာကိုယုံတာလဲလို့ပြီးတဲ့အခါမှာဘာလဲဆရာယုံနေဆရာဘာကိုယုံနေဆရာကျွန်တော်ဆရာခုနပြောအသေးယုံနေဆရာဟာနင်းအသေးမယုံခိုင်းဘူးဖခင်အရှင်ယုံခိုင်းတာဘုရားခင်အသေးမယုံခိုင်းဘူးဆရာကျွန်တော်ဖခင်နဲ့ပတ်သက်လာအသေးယုံတာဘာကိုယုံတာလဲလို့ငါ့ကိုလက်ဆုပ်လက်ကင်ပြမင်းဘာကြီးကိုယုံတာဖခင်ကိုယုံတယ်လေအေးဖခင်ကိုယုံတယ်ဆိုတော့ဘာလဲလို့ဆရာလည်းပေါက်ကြည့်ပေါက်ခဲ့ရတယ်မမင်းနဲ့ဖခင်ကိုယုံတယ်ဆိုယုံတာပဲဆရာမရဘူးအဲ့ဒါကအဖြေမရှိတဲ့ယုံကြည်ခြင်းတွေဘာကိုယုံတာလဲဓမ္မဘာကိုယုံတာလဲဖခင်သခင်လုံးဝလိုချင်တဲ့ယုံကြည်မှုကဘာလဲအခုပြောပြမယ်ခဏအလုံးကြည့်အောင်ယောဟန်ခန်းကြီး6ယောဟန်ခန်းကြီး6အငယ်28ကိုကြည့်အောင်ယောဟန်ခန်းကြီး6အငယ်28ထိုသူတို့ကလည်းဖခင်သခင်အလိုတော်နဲ့ညီသောအကျင့်ကိုကျင့်ခြင်းကအဘယ်သို့ပြုရပါမည်နည်းတဲ့ဖခင်ရဲ့အလိုတော်နဲ့ညီကျင့်ခြင်းကအဘယ်သို့ပြုရပါမည်နည်းဟေးအဲ့ဒါဘာသာရေးသမားတွေကမေးတာယေရှုဘာသာရေးသမားတော်တော်များများပါလဲကျင့်ဖို့ပဲစဉ်းစားနေကျွန်တော်ဘာလို့ရမလဲတဲ့အလိုတော်နဲ့ညီတယ်ဘာကျင့်ရမှာလဲတဲ့29မှာကိုတော့ဘာဖြည့်ပြီလဲကြည့်ယေရှုကလည်းဖခင်သခင်စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ဘာလဲဖခင်စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ဆိုတော့ဒါဆိုချလာပြီတဆင်ချင်းတွေပြန်သွားမယ်ဘာလို့ဖခင်ကစေလွတ်တာလဲပြောဘာလို့ဖခင်ကစေလွတ်တာလဲမောရှေရဲ့ပြည့်ညတ်တရားအရာလူကစုံလင်နိုင်နေဆိုရင်စေလွတ်စရာအကြောင်းမရှိတော့ဘူးယောဟန်ခန်းကြီး1အငယ်16ခဏလေးတွားရအောင်ယောဟန်ခန်းကြီး1အငယ်19 sorry ယောဟန်ခန်းကြီး1အငယ်19ယောဟန်ခန်းကြီး1အငယ်19အကြောင်းကပြည့်ညတ်တရားမောရှေလက်တွင်ပေးတယ်မောရှေလက်တွင်ပေးလားပေးတယ်ဒါဆိုရင်ပေးလိုက်တဲ့မောရှေလက်မှာပေးလိုက်တဲ့ပြည့်ညတ်တရားကလူကိုစုံလင်စေတယ်ဆိုရင်ယေရှုလာစရာအကြောင်းမရှိတော့အင်္ဂလိပ်လိုဆိုရင် the law was given through Moses ဒါပေမဲ့grace and truth what came ပြောရအောင် came grace and truth came through Jesus Christ so the grace and truth ပါလေ came ပြောရအောင် came ပြည့်ညတ်တရားကိုမောရှေလက်မှာပေးတယ်ဒါပေမဲ့မလုံနိုင်တော့တဲ့အတွက်ကြောင့်မောရှေရဲ့ပြည့်ညတ်တရားမလုံနိုင်လားလုံနိုင်လားမလုံနိုင်လားကြည့်ရအောင်ဒီနေ့အထိဖခင်အလိုတော်နဲ့ညီငါတို့ကျင့်မယ်ဆိုတဲ့တရားဟောချက်တွေအများကြီးရှိသေးတယ်ဒါဆိုရင်တရားဟောအကျမ်းခန်းကြီး28ခဏလေးသွားရအောင်ကျွန်တော်တို့တိကြီးနဲ့ကိုပြည့်ညတ်တရားအောက်ပြောင်းဝင်တဲ့တရားဟောချက်တွေအများကြီးနဲ့ရွာလည်နေတဲ့ခရိယန်တွေမဖြစ်စေချင်တော့ဘူးပေါ်ပါလေလေဟုန်စီးပြီးတော့အဖနဲ့စိုးစံတဲ့သူတွေဖြစ်စေချင်တယ်ဟာလေလုယာစိုးစံဖို့လေဖခင်အလိုတော်ရှိတယ်ရိုးတန်းတန်းတော့စိုးစံခိုင်းတာမဟုတ်ယောမဩရစာခန်းကြီး9အငယ်19မှာတာ၍စိုးစံတဲ့ခွင့်ဖခင်ပေးထားတာတဲ့ယောမ9:19ပြန်ဖတ်လို့ရတယ်အခုမှဖတ်တော့ဘူးယောမဩရစာခန်းကြီး9အငယ်19မှာတာ၍စိုးစံတဲ့ခွင့်ကိုပေးတယ်ဖခင်စိုးစံတယ်ဆိုတာတိတိုင်ကြီးကိုမောင်မတို့သင်ဘာမှလှုပ်ရှားမလို့သင်ဝန်ခံယုံနဲ့ဖြစ်ရတဲ့ခွင့်ဖခင်ပြင်ဆင်ပေးတာစိုးစံတယ်ဆိုတာလှုပ်ရတာမဟုတ်လှုပ်ခိုင်းတာပြောတဲ့အတိုင်းဖြစ်ရတဲ့ခွင့်ကိုဖခင်အကုန်ပြင်ဆင်ပေးတာအာမင်အာမင်ပထမဆုံးကြောက်ကိုဒုံးနဲ့ရိုက်တဲ့အခါမှာဘာဖြစ်လဲရေထွက်လာတယ်ဒါပေမဲ့ဒုတိယအချိန်ကြောက်ကိုဒုံးနဲ့မရိုက်ခိုင်းတော့ဘူးဗျအဲ့ဒီကြောက်ကိုစကားပြောယုံနဲ့ပဲရေထွက်တဲ့ခွင့်ကိုဖခင်ပြင်ဆင်ပေးတယ်ဖခင်
ကြောက်ကိုဒုံနဲ့ရိုက်တယ်ဆိုတော့အကြောင်းအရာပါလေယေရှုခရစ်တော်ငါတို့အတွက်လဝကတိုင်မှာရိုက်နှက်ခန့်တယ်အသေးခန့်တယ်ဒါပေမဲ့ဒုတိယချိန်မှာအဲ့ဒီကြောက်ကိုစကားပြောယူနေရေထွက်တယ်ယေရှုကိုဝန်ခံယုံနဲ့ရှောက်ထဲကရေစီးထွက်တဲ့ခွင့်ကိုဖခင်ပြင်ဆင်ထားပြီးသားဘာမှလောက်ဆရာမလို့ဝန်ခံတတ်ဖို့အရေးကြီးတယ်ယေရှုနာမနဲ့ငါဒီကြားမှာပြီလို့သင်ဘလောက်ဝန်ခံနိုင်လဲနေ့ရက်စဉ်တိုင်းဝန်ခံနိုင်ရင်ကြာအဲ့ဒီယောဂတင့်ထဲမှာနေလို့မရဘူးဗျဒါမဲ့တခုတော့ရှိတယ်ဝန်ခံတာပဲဆရာရဲ့ဖြစ်မှမဖြစ်လာတာသင်ဝန်ခံလိုက်မဝန်ခံလိုက်လုံးလုံးမရဘူးဗျနေ့ရက်တိုင်းအချိန်တိုင်းမှာအဲ့ဒီသင်ရဲ့ခန္ဓာကိုယ်ထဲမှာထိုးချမှုမရှိမချင်းသင်ဝန်ခံရဲလာရင်ဝန်ခံတိုင်းဖြစ်မယ်လို့စိတ်ချရင်မကြခင်မှာသင်ခန္ဓာကိုယ်ကပြောင်းပြန်လှန်ပြီးတော့မှအံ့ဩဖွယ်ရငကိုးနမိတ်လက္ခဏာထဲမှာစီးစင်းတာသင်မြင်တွေ့ရလိမ့်မယ်ဒီထဲမှာကျွန်တော်ညီကိုတယောက်ရှိတယ်ကျွန်တော်ရောက်လာတဲ့အချိန်မှာ तू တတ်တည်ခံတယ်ကျွန်တော်လေငွေးမှာတတ်တည်ခံတဲ့ညီကိုတယောက်ဘာမှလည်းမသိဘူးလာပေါင်းမှာလာပေါင်း तू နေမကောင်းဖြစ်တာကြာပြီဖြစ်တယ်မိုက်ကလေးပေးလိုက်ပါဦးနေမကောင်းဖြစ်တာကြာပြီဖြစ်တယ်ဒါပေမဲ့ကျွန်တော်နှုတ်ကပတ်တော်ကြားတဲ့အခါမှာ तू ဝန်ခံတယ်ဟယ်လိုဘယ်လောက်ဝန်ခံခဲ့ရလဲ3 လနာနေမကောင်းဖြစ်တယ်ဘယ်လောက်ကြာလဲနေမကောင်းဖြစ်တာနေမကောင်းတာအရင်နေမကောင်းတာက3 လအဲ့ဒီမတိုင်ခင်တစ်နှစ်ကဖြားနေပြီတစ်နှစ်လုံးဖြားနေပြီအရင်ဖြားပြီးတော့မထနိုင်တော့တာအဲ့မှာနှုတ်ကပတ်တော်ကြားတယ်ဘယ်လိုကြားလဲခုနဟောတဲ့တရားဟောချက်တွေကိုကြားပြီးတော့ကျွန်တော်တကယ်စိတ်ထားနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ကြမ်းမာပြီလို့ညတကောင်ချင်းမှာလဲနှစ်ခါသုံးခါထားပြီးတော့ကြွေးကြော်တယ်ခုနှစ်ချင်းကြွေးကြော်တယ်ဟုတ်တယ်အဲ့ဒီတော့မှ